ဒါကတော့ Shantu SG21-3 grader ပေါ့နော်အဲ့ grader ကို transmission ဘိုင်းပြုပြင်တာပင်ပူလာပြုပြင်တာအဲ့ဘိုင်းလေးတွေကိုပြောပြပေးမှာပထမဆုံးအနေနဲ့ transmission မှာဆိုလို့ရှိရင်သူကတိုင်းတဲ့ gate လည်းပါတယ်တိုင်းတဲ့ gate ပဲလားဒီ plug မှာကြတော့ဒီ transmission မှာဆိုရင်ဒီမှာကြည့်မယ်ဆိုတာအပေါ် plug လေးအဲ့ဒါတော့ရက်ထားတဲ့အနေထားမှာတိုင်းတဲ့ဥစ္စာပေါ့နော်ဒီမှာအဲ့လေးကရက်ထားမှနေအောက်မှာ plug လေးတစ်ခုပါတယ်ဆက်နိုးလိုက်လို့ရှိရင်ရှိရမယ် level plug ပေါ့အဲ့နှစ်ခုကတော့နော်ဒီဘက်ဘေးမှာတော့ဒါတိုင်းတဲ့ gate တန်ရှိနေပြီဒါနော်တိုင်းတဲ့ gate တန်မှာလည်းသူကလည်းနှစ်ခုပါတာပဲအဲ့လိုမျိုးပေါ့နော်အခုကကြတော့အဲ့ဒါကြတော့ဒါ transmission control bar ပေါ့နော် transmission control bar မှာ solenoid က၄လုံးပါမယ် solenoid က၄လုံးပါတယ်အောက်ကနေစရင်1 2 3 4အဲ့လိုပဲရေးလိုက်တယ်ပေါ့နော် gear အတွဲတွေနောက်တော့မှပြောမှာဆိုတော့အောက်ကနေစရင်1 2 3 4ပါမယ်ဟုတ်နောက်တနေ့ကကြတော့ဒီ solenoid အတွဲတွေမဟုတ်ဘဲနဲ့ transmission pressure ပေါ့ transmission pressure ကိုဘယ်ကနေတိုင်းရမလဲဆိုလို့ရှိရင်ဒီမှာtransmission ဒီ solenoid တွေဝင်တဲ့ဝါကျုံးငုတ်လေးပါတယ်အဲ့မှာဟို plug ကောင်းလေးတွက်နေလိမ့်မယ်တလား pressure gauge ကောင်းလေးအဲ့ဒီအနောက်မှာ pressure tab လေးပါတယ်အဲ့လေးကိုချွတ်ပြီးတော့တိုင်း transmission pressure ပေါ့ transmission pressure ကတော့ပုံမှန်180ကနေ190 psi ရှိရမယ်ပေါ့အခုပြတဲ့ plug လေးတွေကတော့clutch အတွဲပေါ့နော် gear အတွဲလိုက်လို့ရှိရင်ရောက်ရမယ် pressure ပို့တွေပေါ့နော်ဒါ transmission control bar ပေါ့နော် transmission control bar ပုံလေးကိုရိုက်ပြထားတာ electronic control bar ပေါ့နော်solenoid တွေနဲ့အလုပ်လုပ်ပြီးမှ solenoid တွေက၄လုံးပဲပါတယ်သူ့မှာ gear 1 2 3 4 5 6ဘက်မှာဆိုလို့ရှိရင်3ချက်ပါမှာအဲ့အတွဲလေးတွေကိုပြောပြပေး